မင်္ဂလာပါ robot service ရဲ့နေမျိုးကြိုဆိုလိုက်ပါဗျာမိတ်ဆွေတို့က desktop ဒါမှမဟုတ် laptop ဝယ်လာတဲ့အခါအဲ့ဒီကွန်ပျူတာမှာဘာတွေတက်ဆင်ထားလဲဘယ်လောက်စွမ်းဆောင်ရည်ရှိလဲဆိုတာကို specification နဲ့ performance ကိုသိထားဖို့လိုပါတယ်အဲ့လိုသိထားမှလည်းကိုကဘာ software တွေသုံးနေတာလဲကိုသုံးနေတဲ့ software ကကိုယ့်ရဲ့စက်နဲ့ကိုက်ညီမှုရှိမရှိမကိုက်ညီရောဘာတွေလုပ်တင်နေဆိုတာကိုချိန်ဆနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ကွန်ပျူတာ PC တွေရဲ့အချက်လက် specification နဲ့ performance ကြီးနီးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်စလိုက်ရအောင်ဗျ။အရင်ဆုံး RAM box ကိုစပြီးတော့ခေါ်ပါမယ်။ Windows ရဲ့အာရုံတွဲနှိပ်လိုက်ပါ။ပြီးရင်ဒီ RAM box ချင်းမှာကျွန်တော်တို့ TASKMG အားလို့ရိုက်လိုက်ပါ။ပြီး enter ခေါက်လိုက်ပါဗျ။လို့ရှိရင်ကျွန်တော်တို့သွားခြင်းနဲ့ test manager ကိုရောက်သွားပြီပေါ့နော်ကျွန်တော်အဓိကကြည့်နေတာက specification နဲ့ performance ကိုကြည့်ချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ performance tab လေးကိုသွားလိုက်ပါမယ်ကျွန်တော် performance tab လေးကိုကျွန်တော် click လိုက်ပါမယ်နော်အခုဆိုကျွန်တော်သိချင်တဲ့ size specification နဲ့ performance ကိုတွေ့နေရဖြစ်ပါတယ်အဲ့မှာ CPU ကဘာတွေသုံးထားလဲ CPU generation ရောဘယ်လောက်လဲ memory ကဘယ်လောက်ကစိုက်ထားလဲhard disk လား SSD လားဒါမှမဟုတ်ရှင်နှစ်ခုလုံးအသုံးပြုထားလား Wi-Fi ကရောဘာ brand လဲပေါ့နော် Intel လား Realtek လား graphic card အနေနဲ့ရော Intel လား Nvidia လား AMD လားဘာတွေသုံးထားလဲဘယ်လောက်ခေတ်စိုက်ထားလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ကျွန်တော်ပထမဆုံး CPU အကြောင်းကိုစပြီးသွားရအောင် Windows laptop ဒါမှမဟုတ် PC တွေမှာ Intel CPU နဲ့ AMD CPU ဆိုပြီးတော့နှစ်မျိုးထုတ်လုပ်ထားပါတယ်အခုကျွန်တော်ရဲ့ဒီ set လေးပေါ့နော် also VivoBook မှာအသုံးပြုတဲ့ CPU က AMD Ryzen 5 3500U series ပေါ့နော်သူ့ရဲ့ speed အနေနဲ့ကတော့ 2.0 GHz ရှိမယ် socket တစ်ခု socket 1 core က4လုံးပါမယ် logic processor 8နော်အဲ့မှာဒီမှာ cache တွေဖော်ပြပေးရတယ် speed တွေဖော်ပြပေးရတယ် storage တွေဖော်ပြပေးရတယ်ဒီ uptime ဆိုတော့ကျွန်တော်တို့ကွန်ပျူတာစပြီးတော့ဖွင့်ထားတယ် power ဖွင့်ပြီးတော့သုံးတဲ့အချိန်ကိုပြောတာပဲဖြစ်ပါတယ်ကျွန်တော် memory ဘက်ကိုတွားကြအောင် memory မှာဘာတွေလေ့လာလို့ရမလဲကျွန်တော် memory ဘယ်လောက်ခေတ်စိုက်ထားလဲ memory မှာ8 GB စိုက်ထားတယ် speed က2400 MHz slot of use slot နှစ်ခုပါတယ်နှစ်ခုလုံးသုံးပြတာလို့ပြောတာဖြစ်ပါတယ် form factor ကတော့ sodium ဖြစ်ပါတယ် hardware reserve 2.1 GB ကျန်သေးလို့ပြောတာဖြစ်ပါတယ်ကျွန်တော် disk ကရော SSD လား hard disk လားဒီမှာကြည့်လို့ရပါတယ် type ကတော့ SSD ဖြစ်ပါတယ် capacity ကကျွန်တော်တို့ဒီမှာ 477K ဆိုတော့ 512K ကိုအသုံးပြုထားပါတယ် brand ကတော့ဒီမှာ Kingston ဖြစ်ပါတယ်ဒါတူရဲ့နောက်က model ပါအဲ့ကNVMe SSD လား UUSD လားဆိုတာဒီကောင်လေးကိုကြည့်ပြီးတော့လေကျွန်တော်တို့ website မှာရှာလို့ရပါတယ်ဗျအသေးစိတ်ကိုစာလေးနဲ့ရှင်းပြတာရှိပါတယ်ဒီဗီဒီယိုလေးကြတော့ကျွန်တော်တို့ Windows ဆက်ရဲ့ဒီ set ရဲ့ performance နဲ့ကျွန်တော် specification ကိုပဲပြောချင်တာဖြစ်တဲ့အတွက်ကြောင့် CPU ဆိုတာဘာလဲ memory ဆိုတာဘာလဲဘယ်လိုလုပ်လို့လဲအသေးစိတ်သိချင်တဲ့သူတွေကကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link လေးပို့ပေးထားပါမယ်အဲ့ဒါနဲ့တစ်ဆင့်ဝင်ရောက်လေ့လာလို့ရပါတယ်ဗျကျွန်တော် Wi-Fi Intel လား Realtek လားAtaro လားပေါ့နော်အဲ့ကောင်တွေရှိရယ်ကျွန်တော်ဒီ set မှာအသုံးပြုထားတဲ့ Wi-Fi ကတော့ Realtek wireless LAN ကိုအသုံးပြုထားတယ်ပြီးတော့ GPU ကကျွန်တော်တို့ဒီ also VivoBook မှာဆိုလို့ရှိရင် Radeon Vega 8 graphics ကိုအသုံးပြုထားတယ် dedicated GPU memory usage ဆိုတာတော့ကျွန်တော် hardware အနေနဲ့တက်ဆင်ထားတဲ့ GPU 2K ရှိမယ်ကျွန်တော် share GPU memory usage share GPU memory usage ကတနည်းအားဖြင့် virtual memory ကိုပြောတာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုအသုံးပြုခြင်းတဲ့ application ဒါမှမဟုတ် software တစ်ခုခုကနေပြီးတော့ graphic 2K နဲ့မလုံလောက်တော့ဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ share ပေးမယ် graphic memory ပဲဖြစ်ပါတယ်ဒီမှာ GPU memory ကို total ကြည့်လိုက်လို့ရှိရင်ဒီမှာ 5K လို့ပြရတယ်ဖြစ်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်ကိုအသုံးပြုမဲ့ set ရဲ့ spec နဲ့ performance ကိုကြည့်တတ်သွားပြီလို့ထင်ပါတယ်နောက်ထပ်
ကွန်ပျူတာတွေရဲ့ specification နဲ့ performance ကိုကြည့်တဲ့တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်ဒီနည်းလမ်းကတော့အရန်ကိုလွယ်ကူရိုးရှင်းပြီးတော့မိတ်ဆွေတွေကိုယ်တိုင်လိုက်လို့ကြည့်လို့အဆင်ပြေမဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်လို့ page ကို like and follow လုပ်ခဲ့ကြပါအောင်လို့ပြောကြရရင်ဒီနေရာနေပြီးတော့နှုတ်ဆက်လိုက်ပါရဗျ